sound နိုင်တော့ဘူးအရင်ကလုတ်ချင်နေပြီဆိုတာကိုအင်္ဂလိပ်လို I cannot wait I cannot wait ကျွန်တော်တို့ကတခုခုကိုအရင်ကလုတ်ချင်နေပြီမဆောင်နိုင်တော့ဘူးလို့ပြောချင်ကျွန်တော်တို့က I cannot wait ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကကျွန်တော်တို့ကဒီဥစ္စာကိုစကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ငါမင်းကိုအရင်ကတွေးချင်နေပြီမဆောင်နိုင်တော့ဘူးအဲ့လိုမျိုးပြောချင်တယ်ဆိုရင် I cannot wait to see you I cannot wait to see you ငါမင်းကိုအရင်ကတွေးချင်နေပြီမဆောင်နိုင်တော့ဘူးအဲ့လိုပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်နောက်တစ်မျိုးဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ငါထိုင်းကိုအရင်သွားချင်နေပြီမဆောင်နိုင်တော့ဘူးအခုချက်ချင်းပဲသွားချင်နေပြီအဲ့လိုမျိုးပြောချင်တယ်ဆိုရင် I cannot wait to go to Thailand I cannot wait to go to Thailand ငါထိုင်းကိုအရင်ကိုသွားချင်နေပြီမဆောင်နိုင်တော့ဘူးအဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်နောက်တစ်မျိုးဘယ်လိုမျိုးထပ်ပြီးတော့သုံးလို့ရလဲဆိုရင်ငါကွန်ပျူတာတစ်လုံးကိုအရင်ဝယ်ချင်နေပြီမဆောင်နိုင်တော့ဘူးခုချက်ချင်းပဲဝယ်ချင်ပြီအဲ့လိုမျိုးပြောချင်တယ်ဆိုရင် I cannot wait to buy a computer I cannot wait to buy a computer ငါကွန်ပျူတာတစ်လုံးအရင်ကိုလိုချင်နေပြီဝယ်ချင်နေပြီမဆောင်နိုင်တော့ဘူးအဲ့လိုမျိုးကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကကျွန်တော်တို့ကတခုခုကိုအရင်ကိုလုပ်ချင်နေပြီမဆောင်နိုင်တော့ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က I cannot wait ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်